ကွန်ပျူတာတက်ခြင်းဟာဒီနေ့ခေတ်မှာအလုပ်ကိုင်အတွက်မဖြစ်မနေလိုအပ်တဲ့စကိတစ်ခုပါကွန်ပျူတာကိုအစမှစပြီးတေချာတက်ချင်သူများအတွက် SCC စမတ်ကွန်ပျူတာစင်တာမှာအဆင့်3ဆင့်နဲ့ကွန်ပျူတာသင်တန်းတွေဖွင့်လှစ်ထားပါတယ်ပထမအဆင့်အနေနဲ့ Microsoft Word Excel PowerPoint Pacemaker တွေဖြစ်ပြီးအပန်းကုန်းမှာဆိုရင်စာရင်းကင်ပညာရပ်တွေမှာအမှန်တကယ်အသုံးများတဲ့ Excel function တွေကိုလက်တွေ့အခြေပြုသင်ကြားပေးပါတယ်။ Photoshop မှာဆိုရင်ဓာတ်ပုံပြင်ဆင်ခြင်းဖိတ်စာကြော်ညာဒီဇိုင်းဖန်တီးခြင်းလိုင်စင်ပုံပြုလုပ်ခြင်းတို့ကိုလက်တွေ့သင်ကြားခြင်းကျွန်တော်တို့သင်တန်းဟာဆိုရင်စာသင်ရုံတင်မကပဲသင်ပြီးရင်ကိုယ်တိုင်လုပ်နိုင်အောင်သင်ကြားပေးတာက SCC ရဲ့ထူးခြားချက်ပါအလုပ်ကိုင်အတွက်ဖြစ်ဖြစ်ကိုယ်ပိုင်ရည်ချင်းတိုးတက်ချင်တာပဲဖြစ်ဖြစ်ဒီနေ့ပဲစမတ်ကွန်ပျူတာစင်တာ SCC မှာစတင်လေ့လာလိုက်ပါအသေးစိတ်သိရှိလိုပါက Page မှာဆက်သွယ်နိုင်ပါတယ်